အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ယူချင်းပါကျွန်တော်အခု join နေတဲ့ Avira Korea Cosmetic Company ရရင်တဆင်ကျွန်တော်တို့ဒီမြန်မာမှာနေထိုင်နေကြတဲ့လူငယ်တွေလူကြီးအားလုံးကိုဖိတ်ခေါ်ပေးလိုက်ချင်ပါတယ်ဗျကျွန်တော်ဒီအစီအစဉ်လေးကိုလုပ်ရခြင်းအကြောင်းရတော့ဒီမြန်မာနိုင်ငံမှာတင်နန်းတစ်ဖက်နဲ့တော့၎င်းတခြားသောအလုပ်လေးလုပ်နေတဲ့လူတွေတော့၎င်းအချိန်ပိုင်းလုပ်လေးလုပ်ခြင်းနဲ့ဆို၎င်းတင်တို့ရဲ့အတွက် Avira Company ရတဲ့စင် half time job လေးတွေကိုအခုချိန်မှာခေါ်ယူနေပါပြီဗျဒီ half time job လေးတွေကိုစိတ်ဝင်စားနဲ့ရှောက်ထားခြင်းနဲ့ဆိုရင်တော့ save form လေးတွေကိုကျွန်တော်ရဲ့ဒီ TikTok save chat box ကိုင်းတစ်စင်ပို့ပြီးတော့ရှောက်ထားနိုင်တယ်ဘာလို့လဲလို့လူတချို့ကတော့မေးကြတယ်ဒါကတော့အချိန်ပိုင်းအယောင်ခေါ်စာလေးပဲဖြစ်တယ်ဘယ်လိုပုံစံလဲဆိုတာတော့အသေးစိတ်ကျွန်တော်တို့ဒီမှာရှိတဲ့ manager တစ်စင်တော့၎င်းCY တစ်စင်တော့၎င်းအသေးစိတ်ကိုရှင်းပြပေးမှာဒါကြောင့်ခင်ဗျားတို့တွေတင်တို့တွေအားလုံးရှောက်ထားခြင်းနဲ့ဆိုရင်အမြန်ဆုံးပဲဒီဇူလိုင်လ1ရက်နေ့ထိကိုအင်တာဗျူးတွေအမြန်ဆုံးခေါ်ယူနေပါတယ်အင်တာဗျူးကလည်းချက်ချင်းရှင်းရတဲ့အတွက်ကြောင့်တင်တို့ဘက်ကစူးစမ်းဖို့တက်တာလိုအပ်တယ်အတွေ့အကြုံ experience တွေမလိုပါဘူးဗျာလာစားလည်းတင်စူးစမ်းရင်စူးစမ်းတဲ့လောက်ကိုထိုက်တဲ့တင်နံကိုရမှာဒါကြောင့်နိုင်ငံခြားမထွက်ဘဲနဲ့နိုင်ငံခြား income ဝင်ငွေကိုရချင်နေဆိုရင်တော့ဒီ Avira Company ကိုအမြန်ဆုံးလမ်းလာလိုက်ဖို့အတွက်ကိုကျွန်တော်ယူခြင်းအတဆင်ဖိတ်ခေါ်ပါရနော်အားလုံးပဲ see you next time နောက်ခါကျမှကျွန်တော်တွေပြန်လည်ပြီးတော့တွေ့ကြပါမယ်ဗျ